ကျွန်တော်မလေးရပလိမ့်မိပြီးတော့ကောသောင်းပို့တာဟုတ်လားလေးရကိန်းနဲ့သွားလိုက်တယ်ကိန်းနဲ့သွားပြီးတော့ဟိုကဟာရန်ရောက်သွားတယ်ဟာရန်ဒီမှာနောက်ကိန်းဒီနေ့ကျွန်တော်မလေးကိုသွားလိုက်တာအဲ့လိုမျိုးမလေးရနေမှာပလိမ့်မကောက်ပြန်ဘာကောက်ကနေမှာကျွန်တော်ပို့တာကျွန်တော်ကနေမှာကောသောင်းရောက်တယ်ကောသောင်းရောက်တာနဲ့သူကစစ်တပ်ကလာကျူတယ်လာကျူတဲ့စစ်တပ်ကလည်းခေါ်သွားလိုက်သူတို့ဘွားကြီးသူတို့ထားနေရရှိတယ်အပြီးတိုင်းတနပ်ပို့တယ်အဲ့လိုမျိုးဘာလို့လဲဆိုတော့ပထမဦးဆုံးသူတို့ပို့တဲ့တနန်းကြောင်းသွားတယ်တနန်းပြစ်တာပါညာသူတင်ပြီးတယ်တင်ပြီးတော့တနန်းပြန်ဆင်းခိုင်းတယ်မကြပါဘူးတနန်းတက်လာတယ်တနန်းပြန်ဆင်းလာပြီးတဲ့ချိန်ကျတော့သူကျွန်တော်ဒီပလောဘက်ကိုသွားရတယ်ပလောကျတော့သူဘာတွေလောက်ရလဲဆိုတော့ကျွန်တော်တို့တိုက်ပွဲတော့မဆိုရင်သူတို့ခေါ်တယ်ထွက်လိုက်တယ်တိုက်သွားတယ်ပဲဟိုရောက်တော့တိုက်ပွဲပါညာဖြစ်ရင်ကြားတယ်လို့ကြားဆုံးတော့ပေါ့ကြားတယ်လို့ပြန်လာတယ်ပြီးရင်ကျွန်တော်တို့ဒီမျိုးလောပါချန်တွေပါရှိတယ်အမီတောင်နဲ့လောပါချန်တွေကိုဖြတ်ရောင်းကားပေါ်တင်အဲ့လိုမျိုးလုပ်ရတယ်အခုထွက်ပြေးနေတာတော့ဒီရေးမှာရေးကိုသွားတယ်ရေးရောက်တော့သူတို့ရေးမှာချတဲ့ချိန်မှာအဲ့မှာတိုက်ပွဲဖြစ်နေတယ်အခုဖြစ်တော့ကျွန်တော်အဲ့ရနေပဲထွက်ပြေးတယ်သူတို့နောက်ကပြစ်တယ်ပြစ်တော့ကျွန်တော်လက်နဲ့ချာကြီးထွက်ပြေးလာခဲ့တယ်ထွက်ပြေးတော့လမ်းလျှောက်လာတယ်ဒီ9ရက်လျှောက်ရတယ်လမ်းလျှောက်ပြီးလာတာဝမ်းမြန်မတော်ဘုရားတညအိတ်ခဲလာမင်းမသွားတဲ့ချိန်ခုလိုမျိုးဖုန်းရိုက်လို့မရဘူးဖုန်းကင်လို့မရဘူးကင်တိုင်းသူတို့မြင်ရင်သူသိလိုက်တယ်သူတို့အဲ့လိုမျိုးကျွန်တော်ဝင်ပြောတယ်သူများဖုန်းဟိုမယူနဲ့လေကွယ်လို့ပြောသူဓာတ်ပုံရိုက်နေရိုက်တာမဟုတ်ပါဘူးသူတို့ဂိမ်းနေတာလို့ပြောတယ်အဲ့ဒါဘာပြောလဲဆိုနေကိုရင်းစားတိုင်းစသားမလုပ်နဲ့ငါလည်းလုပ်ချင်လို့လုပ်မှာသူတို့ခေါ်လိုက်လာလို့ပြောလိုက်တယ်ယူတယ်တွေ့ယူတာပဲကိုလို့ကျွန်တော်စသားဝင်သွားတဲ့ချိန်ဘာမှလူမရှိတော့ဘူးအလုံးထောက်သွားတယ်သူပစ္စည်းတွေယူတာပဲယူမယ်ရောင်းမယ်ဒါပဲရှိတယ်ရရင်မျှယူစစ်တပ်ရဲ့ဘာညာဘယ်လိုကြုံတွေ့ရလဲဆိုထွက်သွားတယ်တိုက်ပွဲစခန်းသွားပြီးရောက်တဲ့ချိန်ကျရင်သူများအဲ့စခန်းကိုမရောက်တာများပါတယ်လမ်းမနဲ့ကိုမိုက်ခွက်ခံထိတာများတယ်လမ်းမနဲ့ပြတ်တာများတယ်ဒါပေမဲ့သူများကဘယ်လိုပြောလဲစာပို့ထားရှိမယ်ဘယ်လိုလဲမလုပ်ချင်တဲ့လူသူတို့စီကိုလင်းဝင်မဆိုရင်အချိန်မေးလာလို့ရတယ်လို့မျိုးအခုလည်းကျွန်တော်ဗီဒီယိုကတသိပေးလိုက်တယ်ကျွန်တော်နားမှာကြုံခဲ့လို့ဝင်တောင်းခဲ့တာတသိပေးလိုက်လမ်းစီကိုပြီးလာခဲ့တယ်လမ်းလျှောက်ပြီးလာတော့ဗီဒီယိုကိမှန်ပြီးတော့ကျွန်တော်လမ်းဘိုးကစားဖို့တောင်းဖို့မရှိဘူးဆိုတော့ဝင်ပြောတော့ဒီလူတို့ဒုက္ခမပေးနဲ့တဲ့ပြန်မယ်မဟုတ်လားပြန်မယ်ဆိုရင်သူစားဖို့တောင်းဖို့မပါဘူးမလားပြောတသိကပတ်သက်ပေးလိုက်တယ်ကျွန်တော်